နာမည်ကြီးပိုင်းမမေးနဲ့နော်ဟုတ်ပါဘူးနာမည်ကြီးပိုင်းမမေးဘူးနော်ဒီနေ့တနင်္ဂနွေနေ့မှာမုတ်တော့ဝေးပါမယ်ဘယ်တော့မှမိုင်းဖုံကပလောင်ရွာကကလေးတွေကိုမုတ်တော့ဝေးပါမယ်မုတ်တွေကတော့အနောက်မှာဒီလိုထုတ်ထားပါတော့နာမည်ကြီးပိုင်းမမေးနဲ့နော်ဟုတ်ပါဘူးနာမည်ကြီးပိုင်းမမေးဘူးနော်နာမည်ကြီးပိုင်းမမေးနဲ့နော်နာမည်ကြီးပိုင်းမမေးဘူးနော်လို့ပြောတာမာလို့ငါလူကြီးနဲ့ဗီဒီယိုပေါက်တော့မှာဒါကတချီလေးမျိုးရဲ့အရှင်မျိုးပတ်လန်းဟိုတော့ဝါနောက်မျိုးပတ်လန်းဒါအရှင်မျိုးပတ်လန်းအခုကရမ်းများလာနော်စနုကခုံကြီးလေအပြင်အောင်ဟိုတိုက်ခံတင်မှလည်းစနုကခုံကြီးဖွင့်တာနော်ဒီအခုကတော့ရေကူးတင်နေတာပေါ့နော်ရေကူးတက်သွားရင်စနုကတော့စောကြည့်ရမယ်ဒီလမ်းကြားမှာတင်တာရေကူးကဟုတ်တယ်ဒီလေကူးတက်နေပြီရေကူးကသွားရင်ကြောက်တော့ဘူးဟာလက်ကျင်လေကူးတက်နေပြီ然后လက်ကျင်ကျောင်းတော့သွားရောင်ဒီတက်နာလေးကျောင်းပြတက်တယ်ပြီပေါ့နော်ဒီလမ်းမှာဒီအိုးဆွေမိုင်းလို့ကိုရင်နေခုံနေပြီလုံးဝအဲ့လိုကြေးရွာလေးကိုသွားရပါပေါ့နော်မှန်နော်ကြေးရွာလေးဝေးကောင်းလေးကမချုံလမ်းကြားလေးထွက်လာအေးဘယ်တလေးမมีค่ะสวยมากเลยทุกคนอย่ามาเลยมันไกลทุกอย่างเอากับผันน้ำใส่มากเลยทุกคนจีมาဒီလိုမျိုးလေးဒီချောင်းထဲကိုဖြတ်မောင်ရပါတယ်ဒီနောက်အရင်လာတာပါဆိုရှင်တို့ခင်မိုက်ที่นี่สวยมากสวยเนอะโอ้ยสวยนี่ခုတနေ့ကဆိုပူလာတယ်မိုးရွာတော့လေမြူလေးမဖြစ်နေကွာကောင်းကင်ကြီးရရှင်းနေတယ်ကောင်းကင်ကြီးလေးရှင်းနေစိမ့်မတင်ကလေးဟာပါတိုင်းအော်ကားမြင်လားဒီပေါ်ဒီကမြင်လားလို့မမြင်လေဒီလားချောင်းနဲ့ချောင်းကိုဖြတ်ရတယ်ဒီမှာမရောက်လေအဲ့ကျိုးလေးဒီပါยังไม่จักเลยอ่ะมาไปแล้วก็กระซักหมดCome on บัวโยดิซักหมดเนี่ยเด็กก่อนเด็กบัวบัวเอาบัวดีกว่ามาเอาทั้งหมดมาเอาขโมย反正比啦，你家去谁里？我有过。啊！公米去哪？melody ရဲ့